ပါရှင်အခု9နာရီနဲ့20တောင်ဖြစ်နေပါပြီကြည့်ပါဦးအပေါ်မှာတကောင်နဲ့ငုတ်တုတ်ကလေးပါဒီနေ့တော့သူ့ဖော်မပါဘူးငုတ်တုတ်ကလေးထိုင်းနေရှာတာအဲ့ဒါအခုဝင်လာဖို့လှန်ခေါ်တာကိုအခုဝင်မလာသေးဘူးဟိုမဲ့ဟိုကုတ်ကုတ်ပင်ကြီးပေါ်မှာလည်းတကောင်မှမရှိတော့ဘူးဟိုသူကဒီပင်ပေါ်မှာသူတယောက်တည်းငုတ်တုတ်ကလေးထိုင်းနေရှာတာအခုဝင်မလာသေးလို့စောင့်နေတာပါရှင်ကြည့်ပါဦးတနာစရာလေးကျမတို့ကလေးကြည့်အောင်လေးယောက်တော့မရှိတော့ဘူးကြည့်ပါဦးနော်ကဲမှောင်တောင်းနေပြီအဲ့ဒါဝင်မလာဘူးဝင်လာပါမလားမသိဘူးဒါမှမဟုတ်ကျမသူ့အခြေအနေကြည့်ရတာဟန်မလာမသိဘူးဆိုပြီးအခုဒီမဲ့နောက်ဖေးထီထွက်ပြီးရိုက်ရတာပါဟိုနန်းကနေခါတိုင်းဆိုလို့ရှင်ဝင်လာတာလေးပဲရိုက်ရတာခါလေးသူဝင်လာတာကိုမသိဘူးလေအားကြောင့်မို့လို့ကဲဝင်လာပြီးရောဆိုပြီးတော့ချောင်းနေလို့ရှင်လဲသူကမသိဘူးလစ်မှဝင်တာသူကအဲ့လိုမျိုးအဲ့ဒါအခုဝင်လာပါစေလို့ဆူတောင်းတာဝင်လာသေးဘူးရှင်စောင်းအောင်ပါနော်ပြီးလာပြီလာပြီလာဝင်ငယ်ဟိုမောင်မငုတ်တော့လာကောင်းလာပြီးမှဟိုလိုလှဲ့လိုက်ဒီလိုလှဲ့လိုက်လာအဲ့လိုလေးလောက်အောင်ဟာလာနင်းရှိတော့ဘယ်လိုလုပ်ဝင်ရှိတော့ဝင်လာတာကိုတခါရိုက်ထားတာကိုပိတ်လိုက်ရပြန်ရောမိတ်သွားစားတော့ဆင်းတော့တော့ဆင်းဒါဘူးပေါ်တော့ငုတ်တော့ထိုင်နေတယ်တော့စားလေးဘူးလေးဆင်းကျွေးလိုက်ဟာမြတ်ကိုသူဆင်းမှာပါညံသားတယ်ဦးမဲကွာစားပါတယ်ရောက်လာရင်ပြန်တော့ဦးရစားမှာကောင်းဝတ်တယ်ထိုင်မို့ထိုင်တော့အေးပါထိုင်မှာထိုင်တော့လာရောတောင်းမှာပါတော့ထင်တိုင်းလို့ရောဒီစားလို့ဝင်အဲ့ပါသူစားစရာမှမရှိတာပြင်မှာရော့တော့တို့အင်းလာရော့တဲ့ပြန်လာလိုက်လေကြီးကောင်းဟိုဒီနေ့နှစ်ခါတက်တာဟုတ်လားဟမ်သူတို့ကအသေးငယ်တော့ကြတော့လန့်တက်တာလေသူတို့ကရော့လာစားရော့ဒီမဲအများကြီးပဲလာစားလိုက်ရော့ကလေးခြေသေးနေရနည်းနည်းတော့ကြံသေးတယ်စားမဲ့အရေးလည်းမလာဘူးအပေါ်ရင်ငုတ်တုတ်ထိုင်ဟုတ်ဒါနောက်ဖေးထွက်ပြီးသွားခေါ်ရတာညာတော့ပေးရနိုင်ပါ